ဒီအခုရှင်းပြတဲ့ပုံကဟိုကစတီးဘိုက်ကိုဘလို့ဖြတ်တယ်လဲပြီးတော့ပို့ပြီးတော့မြန်ဆန်အောင်ပဲတိကြအောင်ဒီအလုံးမှာကျတော့မြန်ဆန်တာကတတိကျတာတနောက်တစ်ခုကမြန်နေတိကြမယ်ပိုက်အလူနဲ့မဖြစ်အောင်ဘယ်လိုဖြတ်မလဲပေါ့နော်အဲ့ဒါပေါ်ရလို့ရမှာပေါ့အခုဒါဆိုရင်တော်တော်များကြတော့ဟိုဒါမျိုးအချောင်းလေးဖြတ်ချင်တယ်ဆိုရင်ကတာဝီနဲ့ဖြတ်ချင်တာရှိတယ်သူကျတော့အဆောင်ကိုကတာဝီနဲ့ဆောင်းရတာရှိတယ်ကတာဝီနဲ့ဆောင်းတဲ့ခါကျရင်ဒီလိုမျိုး45ဒီဂရီတိကျရောက်နေတယ်ကတာဝီရဲ့သဘောကတိကျတယ်လို့ဆိုရင်တိကျတဲ့ကတာဝီကဒီဘီယူကားလေးကားပါအောင်ဒီဘက်ကတော့သူရှည်လေးမျိုးဖြစ်သွားအောင်ရှင်မျိုးပြောင်းဆိုရင်သူအဲ့ခုံမာကိုတွေကကတာဝီခုံမာကိုတွေကသူဒီကောင်နဲ့လေးဖင်ုံနှိမ့်နာကတာဝီခုံမာသူဒါမှမဟုတ်တဲ့ချလို့မရပါနဲ့ဒီကောင်နဲ့လေးနှိမ့်နာနှိမ့်တဲ့ခါကျမှကတာဝီကလန်လာနဲ့ဒီကောင်ရက်လက်ကြအောင်သူ45ဒီဂရီအညီပြောင်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကြတော့အဲ့ဟိုကြောက်စက်နဲ့ဖက်တဲ့ဟာပဲပေါ်ကြတယ်ဆိုတော့ကတာဝီနဲ့ဖက်လို့ဆိုရင်တချို့ကဘယ်လိုသားကိုပြန်ပြီးပို့သူကတာတာဆိုတော့အချိန်နှစ်ခါကုန်သလိုနောက်အဲ့တော့အရင်တိကျကလှပါတော့မနေဘူးကျတော့သူကတိတ်အဆင်မပြေတာမျိုးရှိတယ်အဲ့ဒါဆိုတော့အခုဒီကောင်ကိုပိုက်ကိုလည်းပြောင်းလို့ဘယ်လိုမှမသွားပေါ့ဟုတ်ပါအဲ့ဒါကအညီရမယ်ဆိုရင်တော့ဒီမှာဒီကတခါပြန်ရင်သူက3မှတ်လောက်ရောသွားမယ်ဆိုတော့အချောင်းကြီးလည်းများရောဒါပြညာကြီးလည်းပြန်ခေါ်သွားတယ်ဒါဆိုလို့ရှိရင်ဒီကောင်ဆိုရင်မကြီးဒီကောင်ကိုဒါမျိုးထဲတာဖြတ်မယ်ဆိုရင်ဒီကောင်ကမှတစ်လက်မှလောက်ရှိတယ်ဒါပေမဲ့ဒီမှာဒါမျိုးဒါညံ့လို့ရှိရင်ပြီးခဲ့မယ်ဆိုရင်ဒီကောင်ကဒီမှာညီလို့ညီပါရမယ်ပေါ့ဆိုတော့အဲ့ဟုတ်ပြီအဲ့တော့ဒီပိုက်ကိုဘယ်နဲ့စမှာလဲအဲ့ဒါမှဆိုရင်တင်ငန်းတော့ဒီမှာစီမတ်တွေအကုန်လုံးဆွဲပြီးသားပဲပေါ့နော်ဒါတော့တဲ့အကုန်လုံးဆွဲပြီးသားအဲ့ဒါကြောင့်သူကတင်ငန်းတော့စီမဆွဲခင်မှာစီအဆောင်မဆွဲခင်မှာထိတ်တယ်အရင်ကြည့်ရတယ်သူကဒီကောင်တွေကပိုက်အားလုံးကတင်ငန်းတော့အညီလာတာမဟုတ်ဘူးတစ်ဖက်ကညီတစ်ဖက်ကမညီနည်းလေးပေါ့နည်းလေးရှိတဲ့ဥစ္စာကိုသူက45ဒီဂရီစောင်းနေပြီလို့ဆိုရင်တကားတွေကတချို့တရားရှိတာတွေတူတာတွေဖြစ်တတ်တယ်ဒီကောင်တွေဆွဲတဲ့ဒီထိတ်တွေအားလုံးကဒါတင်ငန်းတော့နှိမ့်မဲ့အချောင်းတွေဖြစ်တတ်တော့ဒါတွေအကုန်လုံးကိုတန်းစီပြီးတော့စီဆွဲပြီးတော့ဒီကောင်တွေမှောက်ထားတယ်ဒါတွေမှောက်ထားတဲ့အကြောင်းရင်းလည်းရှိတယ်အဲ့ဒါမှောက်ပြီးတော့ဒီကဒီချောင်းမှန်းကြည့်တော့စီးဆွဲတဲ့ကြာညံတာဆိုတော့ဘယ်လောက်ကြာမလဲဆိုတော့3မိနစ်လောက်ကြာ3မိနစ်လောက်ကြာပြီးသွားတဲ့အချိန်မှာစီးဆွဲပြရတယ်အဲ့ဒါကိုဖြတ်မှဆိုရင်အဲ့ဒါကြာရင် stop နော်အချိန်ဘယ်လောက်ကြာကြောက်ပြကိုတင်တော့ဒီကခါကျရင်ကြောက်ပြကိုပြောင်းရွှေ့နေတဲ့ဥစ္စာတွေနဲ့ရှောက်တယ်ကြောက်ဆက်ပြီးတဲ့ခါကျရင်ကြောက်ဆက်ကဒီမှာဒီဘက်ကစီးတာကိုချင်တယ်ဒီဘက်ချောင်းတော့စီးတာကိုချင်တယ်ပြီးဒီဘက်အကောင်ဒီဘက်ကပိုက်ကိုပဲထိတ်ကိုလှီးယူလိုက်ထိတ်ကိုလှီးတော့ဒီကောင်လှီးလို့မယ်ဆိုရင်ထိတ်ကိုအရင်ဖြတ်တယ်ဒီလိုမျိုးပြီးတယ်ဒီဘက်က45ဒီဂရီကျတော့ဒီ45ဒီဂရီစောင်းတဲ့အတိုင်းကိုချက်ဆက်ကိုတော့ဒါမှမဟုတ်45ဒီဂရီစောင်းလိုက်စောင်းပြီးတော့ဒီကောင်မှတန်ရမို့တော့ဒီစီမအတိုင်းပဲစီးကြံပေါ့စီးကြံဆိုတာကစီးရဲ့တဝက်ကိုပဲနင်းချရတယ်ကွာစီးရ1 minute ဆိုရင်အဲ့ကစီးရဲ့တဝက်စာလောက်ပဲစီးတယ်တော့စီးတိုင်းလိမ့်မဲ့ဆိုရင်ဒီကောင်ကဒါ45ဒီကိုကျင်းနေကြပြီလားတကယ်ဆိုရင်ဒီကောင်ကဒီကောင်ကိုသိပ်တိုင်းရမှာသိပ်မလို့ဒီကောင်က45ဒီကြာပြီလားလို့ပြောရတယ်နော်ဒီလားအဲ့တခါကျရင်တော့ကြောက်ဆက်မနိုင်လို့ခါကျရင်အဲ့ကောင်45ဒီကပါသွားတာမျိုးရှိတယ်အဲ့လိုရှိတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီကောင်ကပြီးကြမှာရှိမှာနော်အခုလိုဒါတင်နေတော့ဘယ်နဲ့ point လဲဆိုတော့ point 2 point 3 point အဲ့ဒါကိုတစ်ချက်တော့တိုင်လာနေပြီ
ထားတော့10မိနစ်ဒါကြတော့ဘာအားလုံးတော့စီးတိုင်းပဲနှီးပဲဒီဘာအားလုံးတီးတယ်စီးတိုင်းမနှီးလို့ကြောင့်လားတကယ်ကြီးတွေ့တယ်တော့တိုင်မောလို့မှတိုင်မောတို့အချိန်တိုင်းရမှုမရှိဘူးကိုဘယ်လောက်ပြီးမှဆိုတာဟာကိုခတ်မလို့ရတယ်ဒီအားလုံး7မိနစ်ခွဲနော်7မိနစ်ပေါ့နော်ဒီအဓိကပြောချင်တာကအခုဆိုရင်ဒါဆိုရင်83 24ပေါ့83 24ဆိုတော့ဒါအခုကျတော့7မိနစ်ကြာတယ်ပေါ့စီမမတဲ့ဥစ္စာက3မိနစ်ဟိုဘက်ကထင်တယ်တင်ပေါ့စုပေါင်း5မိနစ်ကြာတယ်ပဲဆိုတော့နော်5မိနစ်ကြာလို့တင်တော့14ရက်19မိနစ်ဒါမိနစ်30ပေါ့မိနစ်30တင်းမှာအတွင်းထဲမှာမိနစ်30တင်းမှာဒီသင်္ကန်းတော့24ခုပြီးတယ်ပုံမှန်တိုင်းဒီဟာကိုဗီဒီယိုဆက်ဆံလိုက်တိုင်းလိုက်ဖြတ်လိုက်ဒီမိနစ်ခွဲကိုတစ်ဆောင်ဘလုံးပြတ်တယ်။ဟုတ်လား။ဗီဒီယိုဆိုင်နေတဲ့ကိုပြီးသွားပြီပဲ။မဖြစ်နိုင်ဘူး။နောက်သူကကြာနေရသူကနောက်ပြီးကျုံနေတာပေါ့အဲ့ဒါကိုသိပါ့။တိုင်းနေဆွဲတယ်ဖြတ်တယ်တတိကုန်းလည်းကြာရအောင်ပြီးတော့ဒါကုကဒီမှာဒီမဲ့သင်္ကန်းတော့ပွိုင်အောင်ဘယ်လောက်ရှိလဲဆိုတော့ဒါကစက်တီးပဲ20ရှိတယ်20အဲ့တော့တိုင်ရသင်္ကန်းတော့ပွိုင်ရ4ပွိုင်ကြီးရအဲ့တော့4ပွိုင်လို့100နှစ်ပွိုင်အဲ့တော့မိနစ်20ကို12ချောင်းဆိုတော့မိနစ်20ကို12ချောင်းကြာတယ်ဆိုရင်မိနစ်200ဆိုရင်ချောင်း120ပြီးကိုပြီးတယ်ဒါကကိုယ်နဲ့ဒီတနေကုန်နဲ့ဒီမှာမဟုတ်6ရက်နေပြီအကောင်းလို့တော့သူကလုံးတာဒီလိုပဲဒါပေမဲ့လုံးပြီးတိုင်ပြီးပါသွားရင်သွားရဆိုင်နေပါသွားတယ်အဲ့ဒါကြောင့်အဲ့အချိန်တိုင်းမှာဆွဲပြီးလို့ဆက်ကြတယ်နော်